ဒီကနေ့တင်ဆက်ပေးရှင်တဲ့ဇာတ်လမ်းလေးကတော့အာဖရိကတိုက်ရဲ့အစင်းရဲဆုံးနိုင်ငံတစ်ခုဖြစ်တဲ့မာလာဝီရဲ့အမိုက်ပုံးတွေကပစ္စည်းဟောင်းလေးတွေနဲ့လျှက်စစ်ထုတ်ပြီးတရားလုံးကိုငတ်မွတ်ပေးကကယ်တင်ခဲ့တဲ့ဝီလီယံဆိုတဲ့ကောင်းလေးရဲ့အမကန်ဖြစ်ရဲ့ဇာတ်လမ်းလေးကိုအသေးစိတ်တင်ဆက်သွားမှာဖြစ်ပါတယ်။ဒီဇာတ်လမ်းဟာတင့်ကိုမျက်ရည်ကျစည်းအောင်နမကဘဝအတွက်ဘလောက်ကြီးမားတဲ့ခွန်အားတွေပေးတယ်လဲဆိုတော့အဆုံးထိကြည့်ရှုလိုက်ရအောင်ဗျာ။ဇာတ်လမ်းအစမှာမာလာဝီနိုင်ငံကဝင်းဘီဆိုတဲ့ရွာကလေးကိုတွေ့ရပါတယ်။အဲ့ဒီရွာမှာဝီလီယံဆိုတဲ့မိသားစုဟာတောင်တူလုပ်ငန်းနဲ့အသက်မွေးကြတာပါဝီလီယံရဲ့အဖေထရိုင်းဘဲဟာရိုးသားတဲ့လယ်သမားတစ်ဦးဖြစ်ပြီးသူ့သားကိုပညာတတ်ကြီးဖြစ်စေချင်ဝီလီယံဟာအသက်73နှစ်အရွယ်ပဲရှိသေးပေမဲ့အလွန်ထက်မြက်တဲ့ကောင်လေးတစ်ယောက်ပါသူဟာကျောင်းတက်နေရင်တစ်ဖက်မှာလည်းရေဒီယိုတွေကိုပြုပြင်ရတာဝါသနာပါသူပါတကယ်ချင်းတွေနဲ့အတူအမိုက်ပုံးထဲမှာပစ္စည်းဟောင်းတွေလိုက်ရှာပြီးဘက်ထရီအစုပ်တွေကိုပြန်ကောင်းအောင်လုပ်ရတာဟာသူ့အတွက်တော့အပျော်ဆုံးအလုပ်ပါဒါပေမဲ့ကံကြမ္မာသူတို့အပေါ်မညာတာခဲ့ပါဘူးမိုးခေါင်ရေရှားမှုတန်းကိုရွာသားတွေစတင်ခံစားနေရပါပြီဝီလီယံတို့မိသားစုကလည်းဆင်းရဲလွန်းလို့ကျောင်းလာကမပေးနိုင်တော့ဘဲဝီလီယံကိုကျောင်းကနေထုတ်ပယ်ခြင်းခံလိုက်ရပါတော့တယ်ကျောင်းကနေနှင်ထုတ်ခံရတဲ့ခိုက်တက်မှာဝီလီယံရဲ့မျက်ဝန်းထဲကဝမ်းနည်းမှုတွေဟာကြီးစုသူတွေကိုပါစိတ်မကောင်းဖြစ်စေခဲ့ပါတယ်။ရွာရဲ့အခြေအနေကတဖြည်းဖြည်းပိုဆိုးလာခဲ့ပါတယ်။အစိုးရရဲ့အကျင့်ပြတ်ခြားစားမှုတွေကြောင့်ရွာကတစ်ပင်တွေကိုပစ္စံနဲ့လဲပြီးကုမ္ပဏီတွေကိုခုံလဲခွင့်ပေးလိုက်ကြပါတယ်။ဝီလီယံရဲ့အဖေဟာဒါကိုပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပေမဲ့အခြားရွာသားတွေကတော့လက်ရှိစားလောင်မှုကိုဖြေဖျောက်ဖို့အတွက်တစ်ပင်တွေကိုရောင်းချခဲ့ကြပါတယ်။တစ်ပင်တွေမရှိတော့တဲ့အခါရုတ်တရက်မိုးတဲထန်စွာရွာချလိုက်တဲ့အချိန်မှာမြေစီလွာတွေရေနဲ့အတူမျောပါကုန်ပြီးစိုက်ပျိုးသီးနှံတွေအကုန်ပျက်စီးသွားပါတော့တယ်။ဒီနေရာမှာဇလန်းကပိုးပြီးရေနာစရာကောင်းလာပါတယ်။အစားအသောက်တွေပြက်လက်လာပြီးရွာသားတွေဟာအချင်းချင်းလူရက်ကြခိုးယူကြပါတော့တယ်။ဝီလီယံတို့အိမ်မှာစုဆောင်းထားတဲ့စံအိတ်တွေကိုလည်းလူအုပ်ကြီးကအတင်းအဓမ္မလူယူသွားခဲ့ပါတယ်။အဲ့ဒီချိန်ကစပြီးဝီလီယံတို့မိသားစုဟာတနေ့ကိုအစာတစ်နက်ပဲစားရပါတော့တယ်။စားလောင်းလို့ဝီလီယံရဲ့ချစ်တော်ခွေးရလည်းအစာငတ်ပြီးတေဆုံးသွားခဲ့ရပါတယ်။ဝီလီယံဟာသူ့ခွေးလေးကိုကိုယ်တိုင်မြင်မြုပ်ရင်းနဲ့ငါတစ်ခုခုလုံးမှဖြစ်တော့မယ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုအခိုင်အမာချလိုက်ပါတော့တယ်။ကျောင်းထုတ်ခိုင်ခဲ့ရပေမဲ့ဝီလီယံဟာပညာလိုချင်စိတ်ကိုလည်းမလျှော့ခဲ့ပါဘူး။သူဟာသူ့အမနဲ့လျှို့ဝှက်ချစ်သူဖြစ်နေတဲ့သိပ္ပံဆရာကိုအကူအညီတောင်းပြီးကျောင်းစာကြည့်တိုက်မှာခိုးဝင်ပြီးစာဖတ်ပါတယ်။အဲ့ဒီချိန်မှာ using energy ဆိုတဲ့စာအုပ်ကိုဖတ်မိရာကနေဒီစွမ်းအင်ကိုအသုံးချပြီးလျှက်စစ်ထုတ်နိုင်ရင်မြေအောက်ကရေကိုစုပ်တင်နိုင်မယ်ဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်။ဝီလီယံဟာသူ့တငယ်ချင်းတွေနဲ့အတူအမိုက်ပုံးထဲမှာပစ္စည်းဟောင်းတွေကိုလိုက်ရှာပါတယ်။စပိန်ကရတဲ့ဒိုင်နမိုတစ်ခုကိုရှာဖွေဖို့အတွက်ဒူးမရဲ့ကူညီကိုယူခဲ့ရပါတယ်။ဝီလီယံဟာဒိုင်နမိုလေးနဲ့ရေဒီယိုအောင်အောင်မြင်မြင်မောင်းနှင်ပြနိုင်ခဲ့ပါတယ်။ဒါပေမဲ့တရားလုံးအတွက်ရေစုပ်ဆက်ကိုမောင်းနှင်ဖို့ဆိုရင်တော့ပိုကြီးမားတဲ့လေဝင်ရိုးဆက်တစ်ခုလိုအပ်နေပါတယ်။အဲ့ဒီအတွက်တူဖေရဲ့တစ်ခုတည်းသောစပိန်ကိုဖျက်ဆီးပြီးအစေအပိုင်းတွေယူရမှာပါ။ဝီလီယံဟာသူ့အဖေကိုစပိန်ပေးဖို့တောင်းဆိုတဲ့အခါသူ့အဖေကအကြီးအကျယ်စိတ်ဆိုးပြီးဝီလီယံရဲ့လက်လုံဆက်ပစ္စည်းတွေကိုရိုက်ခိုးပစ်လိုက်ပါတော့တယ်။ဒါဟာဝီလီယံအတွက်တော့အရန်ကိုစိတ်တကြစရာဖြစ်ခဲ့ရပါတယ်။ဒါပေမဲ့ဝီလီယံဟာလက်မလျှော့ခဲ့ပါဘူး။နောက်ဆုံးမှာတော့သူ့အဖေဟာတားဖြစ်သူရဲ့ယုံကြည်ချက်ကိုလက်ခံလိုက်ပြီးသူ့ရဲ့တခုတည်းသောစပိန်ကိုပေးအပ်ခဲ့ပါတယ်။ရွာသားတွေအားလုံးဝိုင်းဝန်းကူညီမှုနဲ့မြင်မာတဲ့တစ်သားစင်ကြီးကိုတိစောက်ပြီးစပိန်အစိပ်ပိုင်းတွေနဲ့လှုပ်ထားတဲ့လေရဟက်ကြီးကိုတက်ဆင်လိုက်ပါတယ်။ရွာသားတွေအားလုံးကဒါကိုမယုံကြည်သလိုနဲ့လောင်ပြောင်ခြင်းတဲ့အကြည့်တွေနဲ့ကြည်နေကြပါတယ်။လေပြေကလေးစားတိုက်လိုက်တဲ့ချိန်မှာလေရဟက်ကြီးတဖြည်းဖြည်းလဲပတ်သွားပြီးအော်စရာကောင်းအောင်ပဲမြေအောက်ကနေကြည်လင်းတဲ့ရေတွေပန်းထွက်လာပါတော့တယ်။တရားလုံးပျော်လွန်းလို့ကားခုန်ကြပြီးဝီလန်ရဲ့အဖေကလည်းမျက်ရည်တွေနဲ့တားဖြစ်သူကိုဖတ်ထားပါတော့တယ်။ဒီရေတွေဟာသူတို့ရွာကုန်ငတ်မွတ်ဘေးကကဲတင်လိုက်တဲ့အသက်တွေပါပဲ။ဒီလိုနဲ့ဝီလျံဟာသူ့ရဲ့သိပ္ပံပညာနဲ့ဇွဲလုံးလာကိုပေါင်းစပ်ပြီးတရားလုံးကိုကယ်တင်နိုင်ခဲ့ပါတယ်။ဝီလျံဟာနောက်ဆုံးမှာအာဖရိကရဲ့အောင်မြင်တဲ့သိပ္ပံပညာရှင်တစ်ယောက်ဖြစ်လာခဲ့သလိုကမ္ဘာကျော်TED Talk တွေမှာလည်းသူ့ဘဝအကြောင်းကိုပြောပြခဲ့ပါတယ်။ဒီဇလန်ကနေကျွန်တော်တို့ရလိုက်တဲ့သင်ခန်းစာကတော့ဘုဒ္ဓဆိုတဲ့အင်အားဖြစ်ပြီးဘလောက်ပဲဆင်းရဲနှိမ်ပါနေပါစေမလျှော့သောဇွဲရှိရင်ကံကြမ္မာကိုပြောင်းလဲနိုင်တယ်ဆိုတာပါပဲ။သင်ရောသင်ဘဝမှာကြုံတွေ့ရတဲ့အခက်အခဲတွေကိုဝီလီယံလိုပဲရဲရဲဝံ့ဝံ့ရင်ဆိုင်နိုင်ရဲ့လား။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။တင်းနေနေရောဒီဇလန်ပေါ်ဘယ်လိုထင်မြင်ပါလဲ။ကွန်မန့်မှာရေးပေးခဲ့ပါဦး။
နောက်ထပ်ဇတ်လန်းကောင်းလေးတွေကြည့်နိုင်ဖို့ like နဲ့ subscribe လေးလုပ်သွားဖို့မေးနေအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ